ခဏခဏလူတွေမှာစာဝတ်နေရေးအတွက်ရုန်းကန်ရတဲ့ဒုက္ခတမျိုးတယောက်နဲ့တယောက်ပြောရဆိုရတာအဆင်မပြေလို့သိဆင်းရဲတဲ့ဒုက္ခတမျိုးအဲဒီဒုက္ခနှစ်မျိုးမှာဘယ်ဒုက္ခကြီးတယ်ထင်လဲစာဝတ်နေရေးရုန်းကန်ရင်းနဲ့လိုက်ထိုက်တော့ဖြစ်သွားတာပဲနော်ဘယ်တော့ပင်ပန်းကြတာဒါပေမဲ့သိခြင်းလောက်အောင်စိတ်ညစ်တယ်ဆိုတာမျိုးဟာသာဝနေရဖြစ်တယ်နည်းသိခြင်းလောက်အောင်စိတ်ညစ်ရတယ်ဆိုတာမျိုးဟာအများဆုံးအလူပြောရေးဆိုပြီးဆက်ဆံရေးစီမံလို့အဲကြောင့်လူချင်းဆက်ဆံရေးမှာတော်တော်လေးတတိထားဖို့လိုတယ်ဒါကိုနားလည်ဖို့လည်းတန်ဖိုးထားဖို့လည်းပညာရတစ်ခုအနေနဲ့လေ့လာဖို့အင်တန်သင်တဲ့ကိစ္စတွေဒါတွေကိုပဲကြောင်းမှလည်းသင်ပြီးလူဘဝမှာအရေးကြီးဆုံးလူဖြစ်လာပြီဆိုတာနဲ့လူချင်းဆက်ဆံရေးရှိလာကျောင်းမနေကြီးဒေခင်ကလေးကကလေးဘဝတွေကဆက်ဆံရေးဆိုတာရှိနေနော်အိမ်မမောင်နှမတွေရှိတယ်မိဘတွေရှိတယ်ကစားပေါ်တွေရှိတယ်ဘယ်လိုသဘောထားပြီးဘယ်လိုဆက်ဆံမလဲဆိုတာအဲ့ဒီကစတာ relationship ကတကယ်ပြောမှဆိုမွေးရဲစတာသူတို့ဖြင့်မိဘနဲ့သားသမီးဟာ first relationship အဲ့ဒါအစဉ်ပြေဖို့တိတ်အရေးကြီးတယ်မိဘနဲ့အစဉ်မပြေလို့ရှိရင်အဲ့ဒီ first relationship မှာအစဉ်မပြေလို့ရှိရင်ကျန်တဲ့ relationship တွေအစဉ်ပြေဖို့ကတော်တော်ခက်သွားတယ်အကြောင်းလူချင်းဆက်ဆံရေးမှာပင်ပန်းတဲ့အကြောင်းအဲ့ဒီပင်ပန်းတာနဲ့ပတ်သက်လို့ဘယ်လိုသဘောထားပြီးဘယ်လိုလုပ်မယ်ဆိုတာကိုပြောပြချင်တာပါ Other people can be a big source of stress in our lives တခြားလူတွေကကိုယ့်ဘဝမှာအမတန်ပင်ပန်းစေတဲ့အကြောင်းရင်းကကြီးဖြစ်နေတယ်နော်သူက can be လို့ပြောထားတယ်နော်ဖြစ်နိုင်တယ်ပြောတယ်နော်အမှန်တော့ can be မဟုတ်တကယ်ကိုဖြစ်နေတာပဋိထားကြည့်တယ်ကိုယ့်ဘဝမှာပြောရေးဆိုရေးအစဉ်မပြေလို့ဘယ်လောက်စိတ်ပင်ပန်းWe all have times when we feel that others are controlling our lives. အကျဉ်းတော်များများပဲတွေ့ဘူးကြုံဘူးလိမ့်မယ်ကိုယ့်ဘဝကိုသူတစ်ပါးကအနိုင်ယူထားတာကိုယ့်ကိုအတင်းကျပ်သူ့ကိုသဘောတိုင်းဖြစ်အောင်လုပ်ခိုင်းတာတွေကြုံရဘူးပါတယ်နော် Making demands on our time သူတို့ကိစ္စတွေလုပ်ပြီးဖို့ကိုယ့်စီကနေအချိန်တွေ demand လုပ်are being unusually difficult or hostile ပြောရဆိုရတာအဆင်မပြေဘူးတခါလေကိုယ့်ပုံမှာရန်လိုမုန်းထားတာတွေရှိတယ် Don't do what we expect them to ကိုကသူတို့ပုံမှာမျှော်လင့်တာသူတို့လုပ်မပေးတာတွေရှိတယ် or don't care about us and our feelings ကိုယ်ကိုလည်းဂရုမစိုက်ဘူးကိုယ့်ရဲ့ feeling ကိုလည်းဂရုမစိုက်တာရှိတယ်တစ်ဖက်သက်ကြီးဖြစ်နေတာမျိုးတွေပေါ့အများကြီးတွေ့ရတတ်ပါတယ်ဒါမျိုးတွေကမိဘနဲ့လည်းပဲဖြစ်ရတယ်နော်တော်တော်များများမှာလေ့လာဘူးတယ်မိဘနဲ့သားသမီးအဲ့လိုဖြစ်နေတာတွေတွေ့ရတယ်မိဘကသားသမီးကိုရာဂနှုံးပြည့်ပဲ control လုပ်တာသူ့သဘောကလေးတွေရဲ့သဘောထားကိုလုံးဝအတိမမဖြစ်ဘူးဒါမှမထားဘူးငါတို့ပြောသလိုလုပ်ငါသိတယ်နင်တို့ဘာမှပြောစရာမလိုဘူးဒီလိုအပြောမျိုးတွေသဘောထားမျိုးတွေရှိတယ်နော် We can probably all think of particular people who cause us stress တို့အားလုံးပဲတို့ဘဝမှာစိတ်ကိုပင်ပန်းစေတဲ့လူတွေဘယ်သူပဲဝါရှိတယ်ဆိုတာပြန်စဉ်းစားကြည့်မယ်ဆိုရင်သိနိုင်တယ်နော်ရှိတယ်အဲ့လိုလူတွေ People we prefer to avoid if we can ဖြစ်နိုင်လို့ရှိရင်အဲ့လိုလူတွေကိုရှောင်ခြင်းတယ် But often can't ဒါပေမဲ့အတော်များများမှာရှောင်လို့မရဘူး Because we live with them အဖြစ်လို့လဲဆိုတော့အတူတူနေတဲ့လူတွေဖြစ်ခွဲသွားလို့လည်းမရဘူး Or work with them တို့မို့ရင်အတူတူလို့လုပ်နေရတယ်ဘယ်လိုမှရှောင်သွားလို့မရဘူးကိုယ်အထက်ကလူဖြစ်ရင်ဖြစ်မယ်ကိုယ်အောက်ကလူဖြစ်ရင်တန်းလူလည်းဖြစ်ရင်ဖြစ်မယ် or obligations that have to be met တို့မှလည်းပဲကိုယ်မှာတာဝန်ရှိနေတယ်ဘယ်လိုမှထားပြီးခဲ့လို့မရတာရှိတယ် In fact many of the people who cause us the most stress may be people we love very deeply တကယ်တော့ကိုယ်ကိုအများဆုံးပင်ပန်းစေတဲ့သူဟာကိုယ်အချစ်ဆုံးသူဖြစ်ခြင်းဖြစ်နေအဲ့လိုပဲဖြစ်နေတတ်တယ် We all know that love relationships can occasion deep emotional pain as well as joy and pleasure တယောက်နဲ့တယောက်လိုချစ်ချစ်ခင်ခင်နေကြတဲ့လူတွေမှာစိတ်ချမ်းသာမှုကိုပေးနိုင်တယ်လို့အင်မတန်ပြင်းထန်တဲ့စိတ်ဆင်းရဲမှုကိုပေးတယ် Our relationships with other people provide us with unending opportunities for practicing mindfulness
and thereby reducing people's stress အဲ့ဒါလို့လူတွေနဲ့ဆက်ဆံရေးဟာကိုယ့်အတွက်ဒီတတိနဲ့နေဖို့ရနော် practicing mindfulness ကို practice လုပ်ဖို့ရအခွင့်အရေးအများကြီးပေးတယ်လို့ဖြစ်နေတယ်လူချင်းဆက်ဆံရေးမှာတတိရှိဖို့လူတယောက်နဲ့တွေ့လို့သူနဲ့ပြောရဆိုရပြီးဆိုတဲ့ကောဒီနေရာမှာငါဟာတတိနဲ့နေဖို့ရအလေးချင်းလုပ်ဖို့အခွင့်အရေးတစ်ခုပဲလို့လူနားလည်ဖို့နော်အဲ့လိုနားလည်ပြီးတော့လေ့ကျင့်သွားမယ်ဆိုရင် and thereby reducing people's stress အဲ့ဒီလူချင်းဆက်ဆံရေးမှာစိတ်ပင်ပန်းမှုဆင်းရဲမှုနည်းသွားစေတယ်ဆိုတဲ့အိဗယ်ကပြောဆိုဆက်ဆံတဲ့အခါမှာတတိရှိဖို့လိုတယ်နော်တတိရှိလို့ရှိရင်ကိုယ့်ကြောင့်ဆက်ဆံရေးပို့ပြီးတော့တင်းမာသွားတာမျိုးမဖြစ်တော့ဘူးအကယ်၍သူ့ဘက်ကပြောရဆိုတာမပြောတတ်လို့သဘောထားမမှန်လို့ပြဿနာဖြစ်เสียလေးပေါ်လာရင်တော့မှကိုကတတိရှိလို့ရှိရင်ဒီပြဿနာမကြီးလာဘူးတတိနဲ့ပဲအေးစစ်စစ်တာကိုပြည်လေတော့ဖြေရှင်းလို့ရတယ်အကယ်၍ကိုယ့်ဘက်ကတတိမရှိလို့ရှိရင်သူကတခုံပြောကိုကတခုံပြန်ပြောရင်နှစ်ဆဖြစ်သွားပြီပြဿနာတက်ပြီနော်အဲသူတခုံကိုတခုံနဲ့ကြားလေးပြဿနာကြီးလေဖြစ်တော့အဲ့တော့ဒီလိုလူလူချင်းဆက်ဆံရေးဒီပင်လျင်တရားထုတ်ဖို့ရအခွင့်အရေးတစ်ခုအခြေအနေတစ်ခုဆိုတာသဘောပေါက်ဖို့ဘုရားဟောတော်မှာရှိတယ်ဘာတိတေသံပဇာနာကာရီဟောတယ်စကားပြောဆိုတဲ့အခါမှာတတိနဲ့ဉာဏ်နဲ့ရှင်ပြီးတော့ပြုစကားပြောရဆိုတာကနောက်တစ်ယောက်နဲ့ပြောရနော်အဲ့တော့ပြောရဆိုတာက communication ရှိပြီနော် communication ရှိတယ်ဆိုရင်ဒါ relationship ရှိလို့ပဲအဲ့တော့ communication နဲ့ relationship ကတွဲနေတယ် communication မရှိတော့ဘူးဆိုရင် relationship မရှိတော့ဘူး So in the case of people who cause us stress, we need to take responsibility for our part in those relationships, for our own perceptions, thoughts, feelings and behavior. At all. ကိုကိုစိတ်ဆင်းရဲအောင်ပြင်မအောင်လုပ်တဲ့လူတွေနဲ့ပတ်သက်တဲ့ကိစ္စမှာကိုယ့်ဘက်ကတာဝန်ကိုကိုယူဖို့ for our own perceptions ကိုယ့်ရဲ့အမြင်ကိုယ့်ရဲ့ရှုထောင့်ကိုယ့်ရဲ့သဘောထားကိုယ့်ရဲ့ thoughts ကိုယ့်ရဲ့ feelings ပြီးတော့ကိုယ့်ရဲ့ behavior နော်ကိုယ့်ရဲ့အသိအမြင်ကိုယ့်ရဲ့အတွေးခေါ်ကိုယ့်ရဲ့ခံစားချက်ကိုယ့်ရဲ့အပြုဒါတွေကိုကိုယ်ကတတိနဲ့သိနေဖို့လိုတယ်ငါဘာတွေတွေးနေလဲဒီလူနဲ့ပတ်သက်ပြီးတော့ငါဘယ်လိုသဘောထားလဲသူနဲ့ပတ်သက်ပြီးတော့ငါမှဘယ်လို feeling မျိုးရှိလဲသူနဲ့ပတ်သက်ပြီးတော့ငါရဲ့အပြုဟာဘယ်လိုအပြုမျိုးဖြစ်နေလဲ positive လား negative လားဒီလူကိုကြောက်သလားအထင်ကြီးသလားအထင်သေးသလားအားနာသလားသူ့ကိုမယုံတင်ကားဖြစ်နေသလားဘာပဲဖြစ်ဖြစ်ပေါ့သူနဲ့ပတ်သက်တဲ့ကိုယ့်ရဲ့အတွေးတွေနဲ့ကိုယ့်ရဲ့ feelings တွေသူနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ပြောဖို့ဆိုဖို့ကိုယ်အမူအရာနှုတ်အမူအရာတွေဒါတွေအားလုံးကိုကိုယ့်အကိုသိဖို့လိုတယ်ကိုယ့်အကိုတာဝန်ယူဖို့လိုတယ်အဲ့တော့တာဝန်ယူဖို့လိုဆိုတာကကိုယ့်ကြောင့်ပို့ပြီးတော့စိုးမသွားအောင်တတိထားဖို့အကယ်၍သူကမှားသည်ဖြစ်စီနော်ကိုကပါမှားသွားလို့ရှိရင်နှစ်ယောက်အမှားဖြစ်သွားတယ်နော်သူ့အမှားကကိုယ့်အမှားကိုအမှန်ဖြစ်အောင်လုပ်မပေးနဲ့တချို့လူတွေရဲ့သဘောထားသူကမှဒီလိုသဘောထားရင်တော့ငါကလည်းသူ့လိုပဲသဘောထားလိုက်မှာပေါ့ဒီလိုသဘောမျိုးရှိတတ်တယ်နော်သူကမှမကောင်းရင်ငါလည်းမကောင်းဘူးကိုယ့်ဘက်ကကိုယ့်တောင်းကိုမိပြရောက်သွားတယ်အဲ့လိုသူ့သဘောထားကြောင့်ကိုကလည်းပဲသဘောထားဆိုးတဲ့သဘောထားမျိုးထားပန်ခွင့်ရှိတယ်လို့ယူဆလို့ရှိရင်ဒီ relationship ကအကောင်းမလားတော့အကောင်းဖြစ်နိုင်တော့ကိုယ့်ဘက်ကကိုယ်တောင်းမိပြရောက်သွားတယ် Just as in any other unpleasant or threatening situation, we can react unconsciously with some version of the fight or flight reaction when we are having a problem with another person, and this usually makes matters worse in the long run. But the chakra samalube unpleasantဖြစ်တယ်နော်နှစ်သက်စရာမဟုတ်တဲ့ကိုယ်သဘောမကျတဲ့ကိုယ်ကိုဒုက္ခပေးမယ်လို့ထင်တဲ့အခြေအနေမျိုးနဲ့ကြုံတွေ့ရတဲ့အခါမှာဟိုတနေ့ကပြောသလိုပဲလူတွေက unconsciously fight or flight reaction ဖြစ်လာတယ်နော်သူ့ကိုရံပြန်တွေ့ရင်တွေ့မယ်တော့ထွက်ပြေးပြီးတော့ရှောင်နေလိုက်ဒီလိုသဘောထားမျိုးနှစ်ခုပဲရှိတယ်နော်ဒီနှစ်ခုစလုံးဟာရေရှည်မှာပြဿနာကိုပိုပြီးဆိုးစေတယ်ပြဿနာကိုမပြေလည်စေဘူးပြန်ပြီးတော့ fight လုပ်လည်းပဲဒီ fight ပွဲကြီးကမဆုံးနိုင်တော့နော်ထွက်ပြေးမယ်ဆိုရင်လည်းပဲပြဿနာကိုရှောင်နေတဲ့ကြောင့်ပြဿနာမပြေလည်ဘူးအဲ့တော့ထွက်ပြေးရလည်းမဟုတ်ဘူးပြန်ပြီးတော့ရံခံတွေ့ရလည်းမဟုတ်ဘူးလေတခြားဖြည့်ရှင်းနေတဲ့နည်းရတော့ရှိရတယ်
fight or flight ဆိုတာကမရင်ကြီးသေးတဲ့အခြေအနေမျိုးမှာသုံးနေရှိတဲ့ reaction တွေနော်အသိဉာဏ်ရှိတဲ့ရင်ကြီးတဲ့အဖြစ်ကိုရောက်လာတဲ့လူသားဟာပြဿနာတစ်ခုကို fight or flight ဒီနည်းနဲ့ဖြေရှင်းဖို့ကြိုးစားတယ်တခြားနည်းတစ်ခုရှာတယ်နော်အထူးသဖြင့်ရင်ကြီးတဲ့မျိုးလည်းအခုလိုဖြစ်နေမှာလူတက်ကိုမကျင်နိုင်သူ့လက်ပြီးနဲ့ပြန်ထိုးလို့မဖြစ်ဘူးပြဿနာတစ်ခုရှိနေပြီသူ့ရံပြန်မတွေ့ချင်ဘူးထွက်ပြေးမယ်ဆိုလည်းမရဘူးတိမ်နဲ့တူတူနေတယ်ဘယ်လိုမှထွက်ပြေးလို့မရဘူးယုံတယုံနဲ့မှလွတ်လွတ်ထွက်ပြေးလို့မရဘူးနော်တခြားနည်းကိုရှာတော့လူချင်းဆက်ဆံရေးမှာဘယ်လိုသဘောထားတွေကငကလေးတွေကသင်မပေးဘဲနဲ့အခန့်ရှိလာကြတယ်နော်အဲ့ဒီအခန့်ကဘယ်ကရလဲဆိုတော့ကလေးဟာပတ်ဝန်းကျင်ကိုကြည့်ပြီးတော့အဲ့ဒီပတ်ဝန်းကျင်ကရတာတော့သူ့ရဲ့ပတ်ဝန်းကျင်မှာပထမဦးဆုံးပတ်ဝန်းကျင်ကအိမ်ပဲအဲ့တော့အိမ်မှာအမေအဖေဘယ်လိုဆက်ဆံမလဲအမေအဖေကတခြားအိမ်မှာရှိတဲ့အိမ်သားတွေကဘယ်လိုဆက်ဆံမလဲနော်အိမ်မှာတခြားဆွေမျိုးတွေရှိရင်ရှိမယ်တခြားငယ်တဲ့လူတွေရှိမယ်အိမ်မှာအဖေခေါ်ထားတဲ့တခြားသမီးချက်ကိုခေါ်ထားတာရှိမယ်ကားမောင်းကိုခေါ်ထားတာရှိနေရှိမယ်မရှိရင်လည်းမရှိဘူးပေါ့သို့တော့ဘယ်သူဖြစ်ဖြစ်ဒီအိမ်ကိုရောက်လာတဲ့လူတွေပေါ်မှာမိဘကဘယ်လိုဆက်ဆံနေလဲဆိုတော့ကြည့်ပြီးတော့ကလေးကအဲ့ဒါကိုတွေ့အထူးသဖြင့်မိဘနှစ်ဦးတူကိုတူဘယ်လိုဆက်ဆံလဲဆိုအဲ့ဒါကိုကြည့်ဒါကြောင့်မိဘနှစ်ဦးရဲ့ဆက်ဆံရေးဟာအမြဲတမ်းအရေးကြီးနေတယ်Many of us have developed deeply ingrained habits for dealing with interpersonal unpleasantness and conflict. Deeply ingrained ဆိုတာအတွင်းမှာကိုဆွဲနေတာနော် These habits are often our inheritance. ဒါဟာအမွေရထားတာပါ habits တွေနော်ဒီအကျင့်တွေ molded by the ways our parents related to each other and to other people. မိဘတွေကတူပေါ်တူဆက်ဆံပုံမိဘတွေကတခြားလူကိုမှဆက်ဆံပုံမှာအခြေခံထားတယ် Some people are so threatened by conflict or angry feelings in others that they will do anything to avoid a blow up. Blow up ဆိုတာပောက်ကွဲတာနော်အဲ့ချစ်လူတွေကပြဿနာတစ်ခုဖြစ်လာတယ်တိတ်ကြောက်ပြဿနာကိုကြောက်လို့တော့ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ပြဿနာမပြအောင်ပဲဒီကြိုးစားတော့ At all cost ဘာပဲလုပ်ပြရဘယ်လိုအခြေအနေပဲရောက်နေပြဿနာမဖြစ်အောင်ကိုဖြစ်တဲ့နည်းနဲ့ရှောင်တယ်နော်အဲ့ဒါရှောင်တာဟာတကယ်အကောင်းဆုံးနည်းမဟုတ်ဘူးတမားအဖြစ်ပြောမဆိုရင်ပြဿနာမဖြစ်အောင်ရှောင်တာကောင်းတယ်လို့ပြောရတယ်နော်တကယ်တော့ရင်းရှိမှအကောင်းဆုံးမဖြစ်ဘူးအဲ့ဒါတခုတော့သဘောပေါက်ဖို့If you have this habit, you will tend not to show or tell people how you are really feeling. အကယ်၍အဲ့လိုပြဿနာကိုကြောက်လွန်းတဲ့လူဟာအခက်အခဲအခြေအနေတခုကိုတွေ့ကြုံလာတဲ့အခါမှာသူ့စိတ်ထဲမှာဘယ်လိုခံစားရလဲဆိုတာသူမပြောဘူး။မြုံပြီးတော့နေတတ်တယ်။အောင့်ပြီးတော့နေတတ်တယ်။ကြိတ်ပြီးတော့နေတတ်တယ်နော် But will try to avoid conflict at all costs by being passive. Conflict မဖြစ်အောင်ပြဿနာမတက်အောင်အခြေအတင်မပြောရအောင် at all costs ဘာပဲတခြားဘာပဲလုပ်ရသူရောက်အောင်ရှောင်နော်သူတို့ကတော့လိုလိုက်မယ် giving in to them အရှုံးပေးလိုက်မယ် blame yourself ကိုယ့်ကိုယ်ကိုပြစ်တင်မယ်ငါကြောင့်ဘာပဲငါပဲမကောင်းလို့ပါနော်အဲ့လိုပြစ်တင်နော် whatever it takes others may deal with their insecure feelings by creating conflict wherever they go တချို့လူကြောက်လဲအဲ့လိုမဟုတ်ဘူးပြဿနာတစ်ခုကြုံတိုင်းသူကကြီးပဲအမြဲတမ်းအနိုင်ရကြတယ်ဒါတော့မှအရှုံးမပေးဘူးအမှတ်တမဲ့ကြည့်ရင်အဲ့ဒါလည်းကောင်းတယ်လို့ထင်ရလိမ့်မယ်နော်တချို့ဆိုရင်ကလေးတွေမြောက်ပေးလေးရှိတယ်အများကြီးရန်ဖြစ်ရင်ဘယ်တော့မှအရှုံးမပေးနဲ့ပြန်လုပ်အဲ့တော့အနိုင်ရတာကိုကောင်းတယ်လို့ထင်တာနော်အမှတ်တမဲ့ကြည့်ရင်လည်းကောင်းတယ်လို့ထင်ရလိမ့်မယ်နော်ဒါပေမဲ့ရေးရှိမှာလူတွေပေါ်မှာရန်သူမုန်းထားတဲ့စိတ်ပြဿနာဖြစ်တိုင်းကိုကကြီးပဲအနိုင်ရခြင်းလို့ဖြစ်တဲ့နည်းနဲ့အနိုင်ယူတဲ့သူကလည်းပဲဆက်ဆံရေးအဆင်မပြေဘူးသူ့ကိုတဖြည်းဖြည်းလူတွေကရှောင်လိမ့်မယ်သူ့အနားမှာနေတဲ့လူတွေကလည်းပဲသူပြောသမျှခေါင်းကြီးတဲ့လူတွေဖြစ်သွားလိမ့်မယ်အဲ့လိုဆိုရင်သူဟာသူ့ဘက်ကနေပို့ပြီးတော့ရင့်ကျက်တဲ့ပို့ပြီးတော့ကောင်းတဲ့ဆက်ဆံရေးပုံစံမျိုးကိုညံ့They see all the interactions in terms of power and control. Interaction ဆိုတာလူလူချင်းတွေ့ကြုံရတဲ့ဆက်ဆံရတာနော်အဲ့လိုလူလူချင်းတွေ့ကြုံရဆက်ဆံရတဲ့ကိစ္စမှန်သမျှကိုသူတို့ဟာ power နဲ့ control နဲ့နေပဲနေတော့တာငါဟာသူ့ပေါ်မှာနှောင်းမှုနေတာသူ့ကိုငါနိုင်ထား one up သဘောမျိုးဖြစ်နေတာ Every interaction is made into an occasion for external control in one way or for exerting control in one way or another. So ဆက်ဆံရေးတိုင်းဟာတနည်းနည်းနဲ့တစ်ဖက်သားပေါ်မှာအနိုင်ယူဖို့ဆိုတာပဲအဲ့လိုဖြစ်မျိုးရောက်အောင်မယ်သူလုပ်လို့ရှိ For getting their own way ကိုဖြစ်ချင်တာကိုဇုတ်ကိုဖြစ်အောင်လုပ်လို့ရှိ Without thinking or caring about others သူဘာအနေနဲ့ဘယ်လိုခံစားရမလဲဆိုတာလုံးဝမသိဘူးဒါမျိုးတွေကဇင်းတွေမဟုတ်ဘူးနော်ဆွေမျိုးတွေထဲမှာအဲ့လိုဖြစ်နေတယ်တွေ့ရတယ်ဒီကောင်မတို့မှအရင်ချင်းထဲမှာအဲ့လိုဖြစ်နေတယ်တွေ့ရတယ်
တယောက်ကိုနောက်တယောက်ကအပြတ်ကိုအနိုင်ထားတာတစ်သက်လုံးကိုနိုင်ထားတာ People who have this habit of relating tend to be aggressive and hostile အဲ့လိုအများအားတစ်ဖက်တည်းကြီးအနိုင်လိုချင်တဲ့သဘောထားမျိုးရှိရပါသူက aggressive အများအားဖြစ်တယ်အများအားအကြမ်းဖက်ရန်လိုတဲ့သဘောရှိ hostile often without any awareness of how it is perceived from the outside များသောအားဖြင့်သူတို့ဟာတစ်ဖက်ကသူ့ကိုဘယ်လိုမြင်နေဆိုတော့သူသိဖို့မသိတော့အကျင့်ကြီးကိုပါနေတာ They can be abrasive, abusive, insensitive out of sheer habit သူတို့ဟာထိခိုက်နေတစ်ဖက်သားကို abuse လုပ်မယ်ဆိုတာကိုမတရားအနိုင်ယူနေအနိုင်ကျင့်နေ insensitive တစ်ဖက်သားရဲ့ခံစားချက်ကိုလုံးဝကိုချင်းမစားအကျင့်ကိုပါ out of sheer habit လုံးဝကိုအကျင့်ပါ off ဖြစ်သွား Their speech tends to be harsh သူတို့ရဲ့ပြောမှုဆိုပေါ်ကြမ်းတမ်းတယ်အမြဲတမ်းတစ်ဖက်သားကိုစိတ်ဆင်းရဲစရာစကားလုံးတွေပါတယ်တစ်ဖက်သားကိုမလေးမစားပြောလို့ရှိတယ်ကိုချင်းမစားရတဲ့စကားမျိုးပြောလို့ရှိတယ် both in the choice of words ရွေးချယ်တဲ့စကားလုံးကစားပြင်းပြင်းထန်ထန်စကားလုံးတွေသုံးလို့ရှိတယ် and in the tone of voice စကားအတန်ကိုကမာမာကြီးကြမ်းကြမ်းကြီးပြောလို့ရှိတယ် They may act as if all relationships are struggles to assert dominance သူတို့ရဲ့ပြုမှုပုံကြည့်လို့ရှိရင်ဆက်ဆံရေးတိုင်းဟာကိုကအနိုင်ရဖို့ဆိုတဲ့သဘောမျိုးဖြစ်တယ် As a result they usually leave a wake of bad feelings behind them in other people အဲ့လိုလုပ်ချင်အပြင်သူတို့ဟာလူချင်းဆက်ဆံရေးမှာသူတို့အနောက်မှာအမြဲတမ်း bad feelings တွေလှိုင်းထားပြီးသူတို့ဖြစ်တယ်တစ်ဖက်သားသူတို့ပေါ်မှာစိတ်ညစ်တာစိတ်ပြက်တာစိတ်ဆိုးတာကိုယ့်ကိုယ်လည်းစိတ်ပြက်တာအားငယ်တာစိတ်ဆင်းရဲမှုတွေတိုင်းထားပြီးကြံရစ်တယ် When we feel that our interest or our social status is threatened, we are capable of reacting unconsciously to protect or defend our position before we know what we are doing. ကိုယ့်ရဲ့အကျိုးစီးပွားကိုယ့်ရဲ့ social status ကိုယ့်ရဲ့အဆင့်တန်းကိုယ့်ရဲ့ goal ထိခိုက်ပြီးလို့ထင်လို့ရှိရင်များသောအားဖြင့်လူတွေဟာ unconsciously ကိုယ့်ကိုယ်ကာကွယ်လာတယ်နော်ဟိုတိကျတာတွေးနေတာမဟုတ်အလိုလျောက်ကြီးပဲကိုယ့်ကိုယ်ကာကွယ်လာတယ် Usually this behavior compounds our problems by increasing the level of conflict များသောအားဖြင့်အဲ့လိုကိုယ့်ကိုယ်တိတ်ပြီးတော့အကာအကွယ်ပေးတဲ့ခါမျိုးမှာကာကွယ်ပေးတာလွန်သွားပြီးတော့ပြဿနာကိုပိုပြီးတက်စေတယ်ပြဿနာကိုအချင်းလေးကိုတေချာနားလည်ပြီးတော့ညှိယူဖို့မစင်စားပဲနဲ့နည်းနည်းလေးမှအထိမခံဘူးဆိုတဲ့သဘောထားမျိုးဖြစ်လာတယ်အခက်အခဲပြဿနာကျူတဲ့ခါမှာကိုယ့်ဘက်သူ့ဘက်နှစ်ဖက်ညှပြီးတော့ကြည့်တတ်မှသာပြဿနာပြီးနေမှာပေါ့နော်ကိုယ့်ဘက်ကြည့်တက်ကြည့်ပြီးတော့ကိုယ့်ဘက်ကတလက်မှ short မပေးဘူးဆိုတဲ့သဘောထားမျိုးရှိနေလို့ရှိရင်ပြဿနာပိုပြီးတင်းမာသွားတယ် Usually or alternatively we might act submissively သို့မဟုတ်လည်းပဲခုနဟိုတယောက်လိုပဲအမြဲတမ်းအရှုံးပေးလိုက်တခုတယောက်နဲ့ရင်ဆိုင်ရတော့မယ်အကျင့်နဲ့ပြောရတော့မယ်ဆိုရင်ဘယ်တော့မှမပြောဘူးအမြဲတမ်းအရှုံးပေးလိုက်အဲ့လိုအရှုံးပေးတော့ဘာဖြစ်လဲ When we do it is often at the expense of our own views feelings and self-respect အဲ့လိုအရှုံးပေးတဲ့အခါမှာ at the expense of our own views ဆိုတာကိုယ့်ရဲ့အသိအမြင်ကိုယ့်ရဲ့ရှုထောင့်ကိုအဆုံးရှုံးခံလိုက်ရတယ် our feelings နော်ကိုယ့်ရဲ့ခံစားချက်ကိုလည်းပဲဖော်ပြခွင့်မရတော့အဲ့ဒါကိုလည်းပဲအပယ်ခံရတယ်နော် and self-respect ကိုယ့်ကိုယ်လေးစားမှုကိုလည်းပဲအဆုံးရှုံးခံရတယ်သူတစ်ပါးနိုင်တာကိုခံလိုက်ရတဲ့လူက self-respect ကအမှန်ကျသွားတာနော်ပေါင်းဝင်ကျင်နေကြည့်ရင်ဆိုရင်ကိုပဲကြည့်ဟိုတယောက်ကသူ့ကိုနိုင်တာသူကတော့ခေါင်းငုံခံနေရတာဘာမှမတတ်နိုင်ရှာတနာစရာတတော်လေးဆိုတဲ့ကူကကျသွားပြီနော် self-respect အဲ့တော့အရှုံးပေးလို့ရှိရင် self-respect ကကျသွားတယ်နော်ကိုယ့်ရဲ့ feelings တွေကိုအတိမပြုတာမခံရဘူးကိုယ့်ရဲ့ခံစားချက်ကိုဖော်ပြခွင့်လည်းမရဘူးကိုယ့်ရဲ့ရှုထောင့်ကိုယ့်ရဲ့အမြင်ကိုလည်းဖော်ပြခွင့်မရတော့ဒီလူရဲ့စိတ်ထဲမှာမကြည်မနှက်ကြီးမအီမလဲကြီးကြံရင်ပါပဲနော်သတိထားကြည့်ဒီလိုဆက်ဆံရေးပုံစံမျိုးဆိုတာလေဟိုအောက်ဆုံးအဆင့်ကနေအထက်ဆုံးအဆင့်ကျော်သွားနေတယ်အဲ့တော့အဆင့်စဉ်စဉ်းစားသွားကြည့်အမြဲတမ်းရှုံးပြရလူကကြာလို့ရှိရင်တိမ်ငယ်တဲ့သဘောမျိုးရှိတာ။ပေါင်းကျင်အတိုင်းဝန်းကြားထဲမှာကိုယ်ပဲမျက်နှာငယ်တဲ့လူဖြစ်တာ။
But since we also have the ability to reflect, think and be aware, we have a range of other options available to us that go well beyond our most unconscious and deeply ingrained instincts. အဲ့တော့အကျင့်ပါနေလို့သူအလိုလျောက်တုံ့ပြန်နေတာမျိုးကဒီလိုနှမျိုးရှိနေတယ်နော်သို့တော်လည်းပဲလူဆိုတာစဉ်းစားတွေ့ခေါ်တဲ့လူဖြစ်တယ်အသိဉာဏ်ရှိတဲ့လူသားဖြစ်တဲ့အတွက်ကြောင့်အခုလိုအခြေအနေမျိုးမှာဒီလို unconsciously အသိဉာဏ်မပါသတိမပါဘဲနဲ့တုံ့ပြန်နေတာမျိုးမဟုတ်ပဲနဲ့သတိနဲ့ဉာဏ်နဲ့ကြည့်ပြီးတော့တခြားတနည်းတုံ့ပြန်ဖို့ရင်ဆိုင်ဖို့ရှိရမယ်နော် But we need purposefully to cultivate these options အဲ့ဒီ option ဆိုတာ not တနည်းရှိသေးတာပြောတာနော် option ဆိုတဲ့စကားလုံးတော့ကြားဘူးနေမှာပါရွေးချယ်စရာနောက်တစ်ခုရှိသေးတယ်နော်အဲ့ဒီရွေးချယ်စရာနောက်တနည်းရှိသေးတာကိုအဲ့ဒါကိုတမင်တကာကိုလေ့ကျင့်ယူရမှာတဲ့အလိုလျောက်တော့ဖြစ်မလားတခြားနည်းတနည်းရှိသေးတယ်ဆိုတာကိုသိဖို့လိုတယ်အဲ့ဒါကိုအလေ့အကျင့်လုပ်ယူရမယ်ဆက်ဆံရေးတိုင်းမှာသတိထားဖို့ရဉာဏ်လည်းမလုပ်ဘူးထွက်လည်းမပြေဘူးတခြားတနည်းနဲ့ပြေလည်အောင်လုပ်လို့ရတယ် They don't just magically surface အဲ့လိုတခြားတနည်းဟာသူ့အလိုလျောက်ဖြစ်မလာဘူး Especially if our mode of interpersonal relating has been dominated by automatically defensive or aggressive behavior that we have not really bothered to look at. To the point, Nagorunga Koye unconsciously Matiba Tompiani Boha defensive, automatically defensive fishing, aggressive fishing. Kuka Velune, Janura the Botashi, Lumula, Miana Shun Bilishi. It is a matter of choosing a response rather than being carried away by a reaction. The response and reactions were these Rahan Long, to which he had the hope out how would. Miana out the Rishi Bullet. No. Niane Jibro, Yuiche Bro, Pido de Kesau, Chini Jibra, China Tendo, Pido de Kesau, responsible. Niane Matibane, a Ludia, Yanto Gandao, react look, reaction look. Nyama by reaction look, Nyampa line, response look. Relationships are based on connectedness. Found this science, don't let you say some woman, she can't. Lucera, the alternate Lumia. Allow the Rita. Luna Lucera Luna can go in Lumia. The children of Manaji and Gulishi. The woman she let the alternate. And a Bioraji to get the alternate ship. For I'm so be rock. Pinch a charge pillar. Giant sip pillar. Lulu, Pubro, Yellow Montana said she. Sure, Biolishi. The woman she like some Namalu, I don't need you to the Biolishi. As a Gami Brahma Biomi would use you. The Lukia Mesero, I need you as much as you need me. Lupia, now let them will do what to do, then let now whatever. Who would do a piano Kuniburu, a piano Nikubudu? When people communicate or exchange of perspectives takes place, that can lead to new ways of seeing and being together for the people involved. Alors, Lulu James got your Tion di adi in Pelea. Hello, thing in Pelushi, a tea de emiente Yaka. Put a peta de me, I'm a bizo name. When you mam bizo, but love bear, when you're dead, you will be your, do the peta de me and Beroma bizo. Channel will be Lumian left Lucanza as well, Tibu. Luginia Mania Ludoma, who Ogaludi, Lucanzania as well, Timaya. We are capable of communicating far more than fear and insecurity to each other when our feelings become part of the legitimate scope of our awareness. So, Koya Kanzaja, Tia when the Pitin Pitite, a chini new, Yolalushi, Lakan a chini new machine, so Dilushi, a Manesis and Anima, who be a Saint Pilat. Fear and insecurity are near one. Koya the Votagu, Tempiana and Queen Mashilushi, Adlu, fear and insecurity go up, even when we are feeling threatened, angry, or frightened, we have the potential to improve our relationships dramatically if we bring mindfulness into the domain of communication itself. But the communication, who got mindfulness go, Yulanelushi. The Lujin Piores Urakama, the Dili Palalushi,
အဲ့ဒီအခြေအနေဟာမူလတုန်းကအခြေအနေဟာအန္တရာယ်ရှိတဲ့အခြေအနေမျိုးနော်သိဆိုးစရာအခြေအနေမျိုးကြောက်စရာအခြေအနေမျိုးပင်ဖြစ်တော်လဲပဲအများကြီးပြောင်းလဲလာတယ်တတိလေးရှိလို့ရှိရင်ဒီအခြေအနေကပြောင်းလဲသွားတယ်အဲ့ဒါကိုသဘောပေါက်အခြေအနေဘယ်လောက်ဆိုးနေတတိရှိလို့ရှိရင်အဲ့ဒီအခြေအနေကကောင်းလာတယ်အကျဉ်းချုံလိုက်အဲ့ဒါပဲနော် The word communication suggests a flow of energy through a common bond. The communication ဆိုတဲ့စကားက common bond ဆိုတာသူတို့တုံးနဲ့တူတာ bond ဆိုတာရှိတယ်နော်ဆက်ဆက်မှုရှိတယ်အဲ့ဒီဆက်ဆက်မှုရှိနေတဲ့ဒီ bond မှာ energy flow ရှိတယ်ဆိုတာကိုပြတာနော်အတော်ပြန်သူကလည်းပြောချင်တာကိုပြောလို့ရတယ်ကိုကလည်းပြောချင်တာပြောလို့ရတယ်သူပြောတာကိုနားလဲတယ်ကိုပြောတာလည်းသူနားလဲတယ်အဲ့လို flow ရှိရမှာနော် As with communion it implies a union communion ဆိုရင်ပဲစကားလုံးမှာနောက်ဆုံးက union ဆိုတဲ့စကားလုံးပါတယ်နော် communication နဲ့ communion နဲ့ union နဲ့ဟာအဓိပ္ပာယ်ချင်းနှိစက်တယ်နော် communication ဆိုတဲ့စကားက implies a union နော်ပေါင်းစည်းမှုကိုဖော်ပြတယ် a joining or sharing နော်ဆက်ဆက်ပြီးလိုက်တာတွဲလိုက်တာ so to communicate is to unite communicate လုပ်တယ်ဆိုတာဟာ unite လုပ်တာပေါင်းစပ်သွားတာစုစည်းသွားတာတစ်ခုတည်းဖြစ်သွားတာတစ်ပေါင်းနဲ့ဖြစ်သွားတာ to have a meeting or union of minds အသိဉာဏ်ချင်းစိတ်ချင်းတွေ့သွားတာ This does not necessarily mean agreement အဲ့လိုအသိဉာဏ်ချင်းတယောက်ရဲ့စိတ်ကိုတယောက်သဘောပေါက်သွားတာတယောက်ရဲ့သဘောထားကိုတယောက်သဘောပေါက်သွားတာတယောက်ရဲ့ခံစားချက်ကိုတယောက်သဘောပေါက်သွားတယ်ဆိုတာကသဘောတူသွားတယ်လို့မဆိုလိုပါဘူးသဘောပေါက်တာနဲ့သဘောတူတာနဲ့သဘောပေါက်ဖို့လိုတယ်သဘောတူနိုင်တဲ့အခြေအနေရှိရင်သဘောတူတဲ့နဲ့ဆိုတူရမယ်သဘောမတူခြင်းမှုဆိုလည်းပဲကိစ္စမရှိပြသေးဘူးနော်ဒါပေမဲ့အရေးကြီးတာသဘောပေါက် It does mean seeing the situation as a whole နော်ဆိုလိုတာကအခြေအနေတစ်ခုလုံးကိုခြုံပြီးတော့ပြည့်စုံမြင်တာကိုဆိုလိုတာကိုယ့်ဘက်သူ့ဘက်နှစ်ဖက်မြင်တာနော် and understanding the other person's view as well as one's own ကိုယ့်အမြင်ကိုလည်းကိုယ့်ရဲ့ view ကိုလည်းပဲကိုယ်သိချင်နားလေတယ်တစ်ဖက်သားရဲ့အမြင်တစ်ဖက်သားရဲ့ခံစားချက်ကိုလည်းပဲသိချင်နားလေသွားတယ်လို့ပြောချင်တာ When we are totally absorbed in our own feelings and our own view and agenda ကိုယ့်ရဲ့ feeling နဲ့ကိုယ့်ရဲ့ခံစားချက်ကိုယ့်ရဲ့ရှုထောင့်ကိုယ့်ရဲ့အမြင်ကိုယ့်ရဲ့လိုအပ်ချက်တွေကိုပဲကိုကဒီထက်မှပဲမြုပ်နေမယ်ဆိုရင်နော်တစ်ဖက်သားကြီးမြုပ်နေမယ်ဆိုရင် it is virtually impossible to have a genuine communication တကယ်စစ်မှန်တဲ့ communication တကယ်စစ်မှန်တဲ့စကားပြောဆိုဆက်ဆံမှုဆိုတာမဖြစ်နိုင်ဘူးတစ်ဖက်သားသဘောထားနေတာ communication မဖြစ်နိုင်ဘူးဆက်ဆံရေးတင်းမာနေတာတွေဆက်ဆံရေးတွေ break down ဖြစ်သွားတာလေလားအဲ့လိုဖြစ်နေတယ်တစ်ဖက်သားကြီးဖြစ် communication မရှိတော့ဘူးလို့ဆိုရအောင်လူနှစ်ယောက်ရဲ့ဆက်ဆံရေးကိုပုံစံဥပမာလေးနဲ့ပြောရမယ်ဆိုရင်ဥပမာလူတစ်ယောက်ကနောက်တစ်ယောက်ကိုရိုက်ဖို့လာတယ်ဆိုတော့ရိုက်ခါမဲ့လူကတခါတည်းကြမ်းမြုံမှာလှဲအိတ်ချလိုက်ပြီးတော့ရိုက်ပါချက်တလို့လုပ်ပါလို့တော့ခါမှာပဲငါအပြစ်ပဲဒီလိုကိုပြစ်ပုံချပြီးတော့လုပ်သမျှကိုခံမယ်တုံးလို့ရင်မြိုက်ပါနဲ့ငါပြစ်မှုပါဘူးသူများလောက်တာပါစသဖြင့်သူများမှာအပြစ်ပုံချပြီးတော့တို့သမျှကိုလည်းခံမယ်ဆိုတော့အဲ့ဒါလို့ဖြစ်မျိုးဟာကျင့်တတ်เสียမဖြစ်ဘူးဒါပေမဲ့ဒါမျိုးကတကယ်လူလောကမှာတော်လေးဖြစ်များကြပါတယ်တယောက်ကအမြဲတမ်းရှုံးပေးလိုက်တယ်ဒီလိုလေးနဲ့ရှုံးပေးလိုက်တယ်နောက်တယောက်ကအမြဲတမ်းအနေယူသွားတယ်ဒုတိယတနည်းကတော့လူတယောက်ကနောက်လူတယောက်ကိုစိတ်ဆိုးလို့ရိုက်ဖို့လာတယ်ရိုက်ခါမဲ့လူကကပ်ပြီးတော့ရှုံးလိုက်တယ်လွတ်သွားတယ်အဲ့လိုလွတ်သွားတော့ရိုက်ဖို့လာတဲ့လူကတော်လေးမကြည်မနှံ့ဖြစ်သွားတယ်ဒါပေမဲ့လွတ်သွားတဲ့ရိုက်ခါမဲ့သူကတော့သူကတော့တမျိုးကျင်နေမှုရသွားတယ်ဒါပေမဲ့ရေရှိမှန်တာပြဿနာမဖြစ်ရှင်းနိုင်ပြဿနာကိုရှောင်နေုံနဲ့ပြဿနာဆိုတာပြီးလိမ့်မလို့ contact မရှိပြဿနာကို
ရှောင်နေုံနဲ့ပြဿနာမပြေလည်နိုင်ဘူးအများအားထွက်ပြေးနေုံနဲ့လူတွေကိုအများအားရှောင်နေလူလူချင်းတွေ့ချင်အောင်ခက်ခဲပြဿနာတွေပြေလည်မတော့သူ့ကိုလည်းပဲလင်မယားတွေမှာတော်တော်များများဒီတိုင်းပဲဖြစ်နေကြတာတွေ့ရတယ် Couples often get into this kind of behavior with each other လင်မယားတွေမှာဒီလိုအပြုအမူမျိုးနဲ့တယောက်ကိုတယောက်ဆက်ဆံနေကြတာအများကြီးတွေ့ရတယ် One pursuing contact တယောက်ကနောက်တယောက်ကိုဒီနည်းနဲ့ contact ရအောင်လိုက်လုပ်တယ် The other rejecting or avoiding it at all costs နောက်တယောက်ကတော့ဒါကိုရှောင်နေအမြဲတမ်းပဲတိတိနဲ့ရှောင်တယ် These aggressive and passive roles when they become deep habits can be very painful for both parties because there is no contact, no communication. ဒီလိုတစ်ဖက်ကအရန်လို့တယ်တစ်ဖက်ကအများအားရှောင်နေဆိုတဲ့လုံနည်းမျိုးဟာအကျင့်ကြီးဖြစ်သွားနိုင်တယ်အဲ့လိုအကျင့်ကြီးဖြစ်သွားလို့ရှိရင်နှစ်ဦးစလုံးပေါ်တော်လေးခါခက်တဲ့သဘောရှိနေတယ်ဘာဖြစ်လို့လဲဆိုတော့သူနဲ့သူအပြန်လန်ပြောဆိုမှုဆက်ဆံမှုမရှိတော့ဘူး It is lonely and frustrating အဲ့လိုတယောက်တယောက်ရှောင်လို့ရှိရင်ညောက်စလုံးကအထီးကျန်လို့ဖြစ်နေတာဖော်မဲ့သွားတယ်စိတ်ထဲမှာလည်းကျဉ်းမှုမရနိုင်အဲ့တော့တယောက်ကိုတယောက်အကျင့်နဲ့အားချင်းပြန်ရင်တော့နေလိုက်ကြတာနော်စကားနဲ့ဆိုလည်းပဲ तू ကတစ်ခုပြောက် तू ကတစ်ခုပြန်ပြောကိုယ်ကာယအပြင်ဆိုလည်းပဲ तू ကတစ်ချက်ဆို ကိုယ်ကတစ်ချက်ပဲပြန်လုပ်တာရှုံးပြန်မပေးဘူးနော်အဲ့တော့အမှတ်တမဲ့ကြည့်လို့ရှိရင်တော့ဒါလည်းတမျိုးကျင်တတ်เสียလို့ထင်နေမယ်တော်တော်များများဆက်ဆံရေးပုံစံအဲ့လိုလည်းဖြစ်နေလူလည်းရှုံးမပေးကိုယ်လည်းရှုံးမပေးတကြက်ကြက်နဲ့ရံဖြည့်ပြောနေကြတာပဲနမရလည်းအဲ့လိုမျိုးရှိတယ်ဒီကောင်နဲ့သားသမီးရဲ့လိုပဲရှိရှုံးမပေး At least in this one there is contact ဒါပေမဲ့ဒီလိုတယောက်ကိုတယောက်ရှုံးလည်းမပေးဘူးထွက်လည်းမပြေးတာကကောင်းတဲ့တစ်ချက်တော့ရှိသေးတယ်ဘာလဲဆိုတော့ contact တော့ရှိသေးတယ်အဲကြောင့်အရင်တော့ပြောဘူးလေနော်လုံးဝစကားမပြောဘူးနဲ့ရှုံသွားတာနဲ့ဆိုင်ပြန်ဖြစ်တာတော်သေးတယ်တော်နေသေးတယ်ကြောင့် contact ရှိနေသေးတယ်နော် But this exercise leaves us feeling empty too ဒါပေမဲ့ feeling empty ပဲပြတ်နာမကြည့်လေကျဉ်းမှုမရနိုင်နော်နောက်တစ်ခုကတော့ the last exercise အဲ့ဒါကဘာလဲဆိုတော့သူကကိုယ့်ကိုရံမှုဖို့လာတယ်ဆိုတော့နော်အခုနောက်လိုပဲဇက်ကွက်ကလေးနဲ့ဆင်ရှင်းလိုက်မယ်တယောက်ကနောက်တစ်ယောက်ကိုရိုက်ပြီးနော်ဒါဟိုပုံမှန်လေးနဲ့ပြောတာပါဥပမာကြီးနော်ရိုက်ဖို့လာတဲ့လူကိုကလှဲအိတ်တော့လည်းမပေးလိုက်နော်ကပ်တော့လည်းပဲလွတ်အောင်ရှောင်မသွားဘူးပြန်တော့လည်းအားချင်းပြန်ပြီးတော့မတွန်းဘာလို့လဲလဲဆိုတော့ तू ကကိုယ်ကိုရိုက်မယ်ဆိုတဲ့အချိန်မှာ तू ကသူ့ကိုယ်အသာလေးဝင်ကတ်တယ်အဲ့တော့ရိုက်တဲ့တန်ချက်ကသူ့နဲ့ကိုယ်နဲ့ကိုပူရတဲ့ကြောင့် तू ရိုက်လို့မလွယ်တော့နော်ပူကလိုက်တော့အဲ့ဒီရိုက်မယ်ဆိုတဲ့လက်ကိုအသာလေးကန်တယ်ကန်ပြီး तू လွှဲသွားမယ်ဘက်ကိုပဲလွှဲပြလိုက် तू အာလန်ချောင်းအတိုင်းပဲသွားပြီးသူ့ပြန်မတွန်းဆန့်ကျင်မဲ့မလို့အဲ့တော့ရိုက်တဲ့လူဟာရိုက်ပြီမယ်ရိုက်ခံတဲ့လူဟာရိုက်မခံဘူးအဲ့တဲ့တန်ချက်ကသူ့ကိုယ်ကိုမရောက်အဲ့ဒါအတိတ်တွေကဘာလဲဆိုတော့တယောက်က attack လုပ်လို့ရှိရင်သူ့ကိုပြန်ပြီးတော့ဓာတ်ရိုက်ပြန်မတွန်းမိနဲ့ဒီဖြစ်လာတဲ့ပြဿနာကိုပူးပေါင်းပြီးတော့ဖြေရှင်းပြတာအဲ့တော့ဘယ်လိုနည်းနဲ့ဖြေရှင်းမယ်ဆိုတာကိုတော့ဘယ်သူမှအတိအကျပုံသင်နည်းအနေနဲ့မသိဘူးနော်ဒါမျိုးဆိုတာကနည်းနည်းစိတ်ရှည်မှရတယ်အေးစစ်စစ်ဖြေရှင်းမှရတယ်ပြဿနာတစ်ခုဖြစ်လာလို့ရှိရင်ရံမလုပ်ပဲနဲ့ထွက်လည်းမပြေးပဲနဲ့ကောင်းအေးနဲ့တတိလေးနဲ့ကြည့်ပြီးတော့စဉ်းစားဖို့နော်တစ်ဖက်ကဘယ်လိုခံစားနေရတယ်ဆိုတာကိုလည်းပဲအေချာတိတိကျမေးဖို့လိုတယ်နားထောင်ဖို့လိုတယ်ကိုယ့်ဘက်ကဘယ်လိုခံစားနေရဆိုတာကိုလည်းပဲတက်တဲ့လောက်အေးစစ်စစ်ပြန်ပြီးတော့ပြောပြဖို့လိုတယ်နော် But if you are committed to meeting each moment mindfully with as much calmness and acceptance as you can muster တော့ဖြစ်ပေါ်လာတဲ့အချိန်ဒီမှာ each moment ကိုတတိလေးနဲ့ကိုကရင်ဆိုင်မယ်ဆိုရင်နော်တန်းတဲ့လောက်စိတ်ကလေးကိုအေးအေးထားမယ်တန်းတဲ့လောက်လက်ခံမယ်ဆိုရင် and with a sense of your own integrity and balance ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့ကိုယ့်ရဲ့တည်ငြိမ်မှုကိုလည်းပဲထိမ့်သိမ့်ပတ်နေမယ်ဆိုရင်
new and more harmonious solutions often come to mind as you need them. အသစ်ဖြစ်တဲ့ပို့ပြီးတော့ harmony ဖြစ်တဲ့နော်ပို့ပြီးတော့အဆင်ပြေနိုင်မဲ့အဖြေတွေဟာလုံးဝလုံးဟာပေါ်လာနိုင်တယ်။တတိရှိနေလို့ရှိရင်အေးအေးဆေးဆေးဒီပြဿနာကိုနားလည်ပြီးတော့ကောင်းတဲ့အဖြေပေါ် When you are willing, the patience, wisdom and firmness that can come out of a moment of mindfulness in the heart of a stressful interpersonal situation yield fruit almost immediately. အဲ့တော့လူကြီးဆက်ဆံရေးမှာ stress ရှိလာပြီတင်းမာမှုရှိလာပြီဆိုရင်အဲ့ဒီအချိန်မှာ patience ပြီးခံနိုင်တဲ့သဘောထားရှိမယ်ဆိုရင် wisdom အသိဉာဏ်နဲ့ရှိမယ်ဆိုရင် firmness ဆိုတာကခိုင်မာတဲ့သဘောထားမျိုးရှိမယ်ဆိုရင်ဒီပြဿနာကိုငါပြီးလဲအောင်ဖြေရှင်းမယ်သဘောထားကြီးကြီးနဲ့ဖြေရှင်းမယ်ဆိုတဲ့ဒီလိုသဘောထားမျိုးရှိမယ်ဆိုရင်အဲ့ဒီသဘောထားမျိုးကလည်းဘယ်လိုခံမှရှိလဲဆိုတော့ that can come out of a moment of mindfulness နော်တတိလည်းရှိနေမှလားဖြစ်နိုင်တာနော်တတိရှိနေတဲ့အခြေအနေမျိုးမှာဒီလိုသိခံတဲ့စိတ်ဖြစ်လာတယ်နော် in the heart of in the heat of a stressful interpersonal situation အမှန်တန်တင်းမာနေတဲ့အခြေအနေကြားထဲမှာကိုပဲတတိရှိနေရတတိရှိနေလို့ရှိရင်နည်းနည်းစိတ်ကိုရှိအဲ့လိုစိတ်ပြလို့ရှိလို့ရှိရင်တဲ့အကျိုးကျေးဇူးဟာချက်ချင်းပဲရပါတယ်တဲ့ဘာဖြစ်လို့လဲ because the other person usually senses that you cannot be intimidated or overpowered ကိုကတတိရှိနေတော့ကို့မှာနည်းနည်းတည်ငြိမ်မှုရှိနေတယ်နော်အေးအေးဆေးဆေးပဲသူကဒေါသကြီးနေမယ်ကိုကအေးအေးဆေးဆေးပဲကြောက်တဲ့အမူအရာလည်းမပြောက်ထွက်လည်းမပြေဘူးသူ့လည်းရံပြန်မလုပ်အေးအေးဆေးဆေးပဲနေတယ်နော်တတိနဲ့အေးဆေးနေဆိုတော့တစ်ဖက်ကတည်တယ်ငါ6တိုင်းသူမကြောက်နော်နောက်လည်းသူရံခံမလုပ်ဘူးသူကြောက်လည်းမကြောက်သူတော်အေးအေးဆေးဆေးလေးနားထောင်ဒီကိစ္စကိုသူအေးအေးဆေးဆေးနားနေအဲ့လိုကိုကအေးအေးဆေးဆေးခေါင်းအေးအေးနဲ့နေတယ်ဆိုတော့တစ်ဖက်ကသိရဆိုရင်ကိုပဲကိုဘက်ကနည်းနည်းလေးတော့ရှင်းတော့ပါတယ်သူ့ရံပြန်ခါလို့သူကိုဘအားရှိတာသူကြောက်တဲ့အမူအရာပြန်သူကိုအားရှိနော်သူကြောက်တဲ့အမူအရာလည်းမပြောက်ဘူးရံလည်းပြန်မလုပ်အေးစစ်နေဆိုတဲ့ကောကသူ့မှာခိုင်မာတဲ့သဘောကိုပြတာနော်ဒေါသကြီးတယ်ဆိုတာခိုင်မာတဲ့သဘောမဟုတ်ဆက်ပြေးတယ်ဆိုတာလည်းပဲခိုင်မာတဲ့သဘောမဟုတ်ရံပြန်တွေ့တယ်ဆိုတာလည်းပဲခိုင်မာတဲ့သဘောမဟုတ်အေးအေးလေးနဲ့ဒီငြိမ်နေလိုက်တာခိုင်မာတဲ့အဲ့ဒီခိုင်မာတဲ့သဘောထားကိုတစ်ဖက်ကမြင်လို့ရှိရင်အလိုလိုနည်းနည်းလေးရှိန်သွားပြောင်းနဲ့သူ့လေတံပြော့သွားတယ်အရှင်ရော့သွားတယ်ဒါကြောင့်သူတစ်ပါးကကိုယ်ကိုစိတ်ဆိုးမှန်ဆုံးပြောရလို့ရှိရင်အေးအေးလေးတတိလေးထားလိုက်ပါကိုယ်စိတ်ထဲမှာကိုယ်စိတ်ထဲကတော့ပြန်ပြောချင်တာပေါ့နော် reaction တော့လာနေပြီဒါပေမဲ့အဲ့ဒီ reaction ကိုပြန်ကြည့်လိုက်ပါငါစိတ်ကတော့နည်းနည်းစိတ်ပြုတ်နေငါပြန်ပြောချင်တယ်ဒါပေမဲ့ခဏနေတာပြောတော့ပြောမှထွက်တော့မပြေဘူးရှုံးတော့မပြေဘူးနော်ဒါပေမဲ့အေးအေးစစ်စစ်ပြောသူ့လိုတော့ဒေါ်ကြီးမောကြီးနဲ့ပြန်ပြောအဲ့လိုအေးအေးလေးနေနေတယ်ဆိုရင်ပဲတစ်ဖက်ကနည်းနည်းတော့ရှုပ်သွားအဲ့ဒါကချက်ချင်းရလိုက်တဲ့အကျိုးကျေးဇူးပဲ he or she will feel your calmness အဲ့တစ်ဖက်ကကိုယ်ကိုရန်လိုတဲ့လူဟာယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်နော်ကိုယ့်ရဲ့ calmness ကိုကတည်တည်ငြိမ်လေးနေတာကိုသူရသွားတယ်နော် will feel အဲ့ဒါကိုသူခံစားလိုက်ရတယ်နော် and self confidence ကိုယ့်ရဲ့မိမိကိုယ်ကိုယုံကြည်မှုရှိနေတယ်ဆိုတာကိုလည်းတစ်ဖက်ကအဲ့ဒါကိုသိသွားတယ်သူကတော့ထွက်မပြေဘူးသူ့နေရာလေးမှာသူခိုင်မာမာလေးရပ်တော့နေတယ်အေးလေးရပ်တော့နော် and and will in all likelihood be drawn toward it because it embodies inner peace အဲ့လိုကိုကအေးအေးဆေးဆေးလေးနဲ့ကိုယ့်ကိုယ်ယုံကြည်မှုအပြည့်နဲ့ရပ်တည်လိုက်တဲ့ဆိုရင်ကိုပဲတစ်ဖက်ကအဲ့ဒါရဲ့အင်အားကိုသူကသောမိုးတာခံလိုက်ရတာနော်မိမိရဲ့အတွင်းမှာတနည်းအားဖြင့်တည်ငြိမ်မှုအေးဆေးမှုရှိနေတာအဲ့ဒါကဆွဲဆောင်မှုမျိုးရှိတယ်When you are willing to be secure enough in yourself to listen to what other people want, the fact that God only knows that you are people, but you know, Koga, who say to me, don't you move? I'm a mushi to be our soul, not you're not my but beyond the pure. Who are Nagoria, just say she is. Do at the computer and the Veneco could be out. Who say to me, I'm a mushi to the guy not on the head. That's another no. Who say to me, I'm a mushi. သူစကားကိုဆုံးအောင်နားမထောင်ကြောက်နဲ့မြန်မြန် defend လုပ်တော့နော်အဲ့တော့
how they see things without constantly reacting သူတို့ကဒီအခြေအနေကိုဘယ်လိုမြင်လဲဆိုတာကို react မလုပ်ဘဲနဲ့အေးအေးဆေးဆေးနားထောင်အေးအေးဆေးကြည့်နေနော် objecting သူတို့ကိုစန့်ကျင်ဘက်ပြန်မလုပ်စန့်ကျင်ဘက်မလုပ်ဘဲနဲ့အေးအေးဆေးနားထောင်တယ် arguing ပြန်ပြီးတော့မငြင်းမငြင်းမနဲ့အေးအေးဆေးနားထောင်တယ်ပြောပါစေသူဆုံးအောင်ပြောပါစေပြီးမှကိုပြောချင်တယ်ပြော fighting သူ့ပြန် fight လုပ်နော် resisting မခုခံ making yourself right and them wrong ငါမှန်တယ်နေမှားတယ်လို့ဒီလိုမပြောဘူးအေးအေးဆေးဆေးပဲ and they will feel heard အဲ့ဒါလို့ကိုကသူတို့စကားကိုမဟန့်တားလိုက်ဘူးသူတို့ကိုစန့်ကျင်ဘက်မလုပ်ဘူးအေးအေးဆေးနားထောင်နေဆိုရင်သူတို့စိတ်ထဲမှာငါပြောတာကိုသူသိချင်နားထောင်တယ်ငါဆိုလိုတာကိုသူကြားတယ်ငါဘက်ကအမြင်ငါဘက်ကသဘောထားငါရဲ့လိုအပ်ချက်သူသဘောပေါက်တယ် welcome သူပြောတာကို welcome လုပ်ပါတယ်ဆိုတာကိုလည်းပဲသူစိတ်ထဲမှာအဲ့လိုခံစားရမှာနော် accept it သူပြောတာတွေကိုသဘောတူသွားတာတော့မဟုတ်ဘူးဒါပေမဲ့နားမထောင်ပဲနဲ့ချက်ချင်းပြန်ပြီးတော့ညှင်းပယ်တာမျိုးမဟုတ်ဘူးဆိုတာကိုတစ်ဖက်ကနားနေအဲ့ဒါတည်းရေးကြည့်နော်မိဘပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ကိုယ်တခုခုပြောလာတဲ့ခါမှာချက်ချင်းကြီးပြန်ပြီးတော့စကားလှမ်းမပြစ်ဖို့ရေးကြည့်အဲ့တော့စကားချက်ချင်းပြန်လာလို့ရှိရင်တစ်ဖက်ကဘယ်လိုထင်လဲဆိုတော့ငါပြောတော့ဒီနားထောင်မလို့ငါပြောတော့ဒီသဘောမပေါက်အဲ့ဒါသဘောမပေါက်ဘူးထင်လို့ရှိရင်ထက်ကအတန်ကြဲကြဲနဲ့ပို့ပြီးပြောလို့ရှိတယ်ပို့ပြီးတော့ကြည့်တာလို့ရှိတယ်အေးစီနားထောင်လိုက်တယ်ဆိုရင်ပဲတဖြည်းဖြည်းနဲ့သူ့စကားအကုန်သွားပြီးတော့သူငြိမ်သွားတယ်အဲ့တော့တစ်ဖက်သားရဲ့စကားကိုကိုအောင်ယူလိုက်ဖို့သိအရေးကြီးတယ်အဲ့လိုယူနိုင်မှုဆိုတာလည်းပဲကိုယ့်ဘက်ကတော့ secure ဖြစ်မှရအဲ့လို secure ဖြစ်ဖို့ဆိုတာကလုံခြုံမှုရှိဖို့ဆိုတာကကိုယ့်ဘက်ကတတိရှိမှာနော်တတိရှိလို့ရှိရင် secure ဖြစ်လာတယ် self confidence ရှိလာကိုယ်စိတ်ကိုသိနေလို့ရှိတယ်နော်ဒါဟာသိအရေးကြီးတဲ့ချက် this feels good to anybody ကိုကပဲဖြစ်ဖြစ်သူပဲဖြစ်ဖြစ်နော်ကိုပြောတဲ့စကားကိုအေးစီစီနားထောင်လိုက်တယ်ဆိုရင်ကိုပဲစိတ်ထဲမှာတမျိုးကျဉ်းနှံ့မှုရတယ်ကိုကစိတ်ဆိုးလို့တခြားတယောက်ကိုပြောနေတယ်ဆိုတော့နော်အဲ့ဒီလူကမကြမ်းဆောင်နေတာမဟုတ်ဘူးနော်တေးသေးချာချာနားထောင်စိတ်အေးစီစီနားထောင်လို့ဆိုရင်ကိုပြောနေတာပြောလိုက်ရတဲ့အတွက်ကြောင့်တမျိုးကျဉ်းနှံ့သွားတယ်တမျိုးပေါ့သွားတယ်ပြီးမှတစ်ဖက်ကပြန်ပြောရဲဆိုရင်တော့မှအဲ့ဒီတစ်ဖက်ကပြန်ပြောတာကိုနားထောင်နေတဲ့အခြေအနေမျိုးရှိလာကိုယ်စကားမဆုံးခင်မှာကိုယ့်ဘက်က retaliate လုပ်မယ်ပြန်ပြီးတော့တုံ့ပြန်မယ်ညင်းပယ်မယ်အဲ့လိုဆိုရင်သူညင်းကိုညင်းဖြစ်ကိုယ်စကားလည်းနားမလဲသူစကားလည်းနားမလဲပြတ်မှာလူမျိုးမှပြေးနေတယ်နော် In this way your mindfulness practice can have a healing effect on your relationship ဒီလိုနည်းနဲ့ကိုယ်ကလည်းပြေးလေအောင်ပြောကိုယ်ကလည်းပြေးလေအောင်ပြန်ပြောလို့ရလို့ရှိရင်ဒီ relationship ကလည်း healing effect ရှိလာတယ်ငါကပြည့်စည်နေတာချိုးနေတာညာနည်းနည်းပြန်ပြီးတော့စဉ်းစားသွားလို့ရတယ်တဲ့ Relationships can heal just like bodies and minds can heal body နဲ့ mind တွေဟာဒီခန္ဓာကိုယ်မှာအနာဖြစ်လို့ရှိရင်အနာပြန်ကျက်သွားတယ်နော်စိတ်မှာအနာကြီးမှုရှိတိုင်းနာကြီးမှုတွေကတစ်ဖြည်းဖြည်းပြန်ပြီးတော့ပြေပြောက်သွားတယ်ပဲ relationship တွေကလည်းပဲတစ်ခါတည်းအစိမ့်မပြေမှုဆိုတာတော့ဖြစ်တတ်တယ်နော်ဒါပေမဲ့အဲ့လိုသဘောထားမှန်မှန်နဲ့အေးအေးဆေးဆေးပြပြလေးလေးပြန်ပြောနေလို့ရှိရင်ဒီအနာလေးကပြန်ကျက်သွားတယ်တဲ့နော်အဲ့ဒါကိုသဘောပေါက်ဖို့လေတစ်ခါတည်းစိတ်ဆိုးမိတာနဲ့ပဲအသက်လုံးရန်သူကြီးလို့သဘောမထားဘူး Fundamentally this is done through love kindness and acceptance အခြေခံအပြင်ဆိုရင်အဲ့ဒီ relationship ကိုပြန်ပြီးတော့ကောင်းလာဖို့ဆိုတာချစ်ခင်မှုကျင်နာမှုနဲ့တူကိုတူလက်ခံနိုင်မှုဆိုတာပါအခြေခံပြီးဖြစ်တယ်နော်အဲ့ဒီသဘောထားမျိုးနဲ့လုံးဝပဲဖြစ်တယ် But in order to promote healing in relationships or to develop the effective communication, such healing depends on the relationship ကပို့ပြီးတော့ဒီကောင်းလာအောင်နော် promote healing ဆိုတော့ဒီအဆင်ပြေလာအောင်စစ်ဆက်မိတော့အောင်ဒါပို့ပြီးတော့အားကောင်းလာအောင်ပြီးတော့ communication ကလည်းပဲပို့ပြီးတော့ထိရောက်မှုရှိလာအောင်ဆိုရင် you will have to cultivate an awareness of the energy of relationships အဲ့ဒီ relationship ထဲမှာရှိနေတဲ့ energy ကိုသိဖို့လိုတယ် energy ဆိုတာသဘောထားတွေပြောတာဘယ်လိုသဘောထားနဲ့ဆက်ဆံနေတယ်လဲဆိုတာအဲ့ဒါကိုသိဖို့လိုတယ် including the domains of minds and bodies အဲ့ဒီ domain ဆိုတာဘာမှလို့ပြောရခဲ့သူရဲ့
တည်နေတာလို့ပြောသူရဲ့စိတ်နေသဘောထားတွေရောသူရုပ်ပိုင်းဆိုင်ရာတွေအလုံးရောနော် thoughts feelings အတွေးတွေခံစားချက်တွေ speech ပြောပုံဆိုပုံတွေ likes and dislikes သူဘာကြိုက်တယ်ကိုဘာကြိုက်တယ်သူဘာမကြိုက်ဘူးကိုဘာမကြိုက်ဘူးဆိုတာတွေနော် motives and goals ဘယ်လိုဥတည်ချက်မျိုးရှိတယ်ဘယ်လိုရည်ချက်မျိုးရှိတယ်သူစိတ်ထဲကဘယ်လိုစိတ်စော်မှုဘယ်လိုသဘောထားနေလုပ်နေလဲဆိုတာဒါတွေကိုသိဖို့လို not only other people's but also your own သူတပားရဲ့သဘောထားကိုသိအောင်မပြီးသေးဘူးကိုယ့်သဘောထားကိုလည်းကိုသိဖို့နော်ကိုယ့်သဘောထားတစ်ခုလည်းသိလို့လည်းမပြီးသေးဘူးသူတပားရဲ့သဘောထားကိုပါသိနေဖို့ as they unfold from moment to moment in the present အဲ့ဒါအရေးကြီးဆုံးချက်ပဲအရင်တော့ကဘယ်လိုသဘောထားမျိုးရှိခဲ့အဲ့ဒါကြီးကိုအသေးကြီးစုပ်ကန်ထားလို့မရအောင်သူကအရင်တော့ငါဘယ်လိုပြောခဲ့တာသူသဘောထားအဲ့ဒီတိုင်းပဲလို့ဒီလိုပုံကြီးစုပ်ထားလို့မရအောင်နော်အရင်တော့ကဘယ်လိုသဘောထားမျိုးရှိအခုအချိန်ဒီမှာပြောင်းသွားနေတယ်အဲ့တော့လက်ရှိပြစ္ဆုတ်ပံတဲ့တဲ့အချိန်ဒီမှာဘယ်လိုအချိန်ရှိလဲဆိုတော့သိဖို့တချို့လူတွေကလက်ရှိအချိန်မှာတစ်ဖက်သားရဲ့သဘောထားနုညံ့လာပြီးပြောင်းလဲလာပြီးဒါပေမဲ့အရင်တော့ကဟာလေးကိုမမေ့နေတာနဲ့ပဲကိုယ့်သဘောထားကိုနုညံ့အောင်လုပ်ပြီးအစင်ပြောင်းစစ်စားမယ်ညှိနှိုင်းမယ်လို့မကြိုးစားဘူးအရင်တော့ကအခန့်ကိုမမေ့နိုင်တော့ဘူးနဲ့အဲ့ဒီတိုင်းပဲပြင်းနေမှာပဲနေသွားလိမ့်ရှိတယ်အဲ့လိုဆိုရင်တစ်သက်လုံးမပြေလေတော့ဒါမျိုးတွေကတခြားလူမပြောနဲ့ကိုယ်တိုင်တမ်းမျိုးကြုံခဲ့တယ်မပြေစိတ်ကမပြေနိုင်လို့ဒီတိုင်းပဲထားလိုက်တော့အဲ့လိုဆိုရင်ရေရှည်မှာဆက်ဆံရေးမပြေနိုင်တော့ဘူးဆက်ဆံရေးကလုံးဝပြတ်သွားတယ် if you hope to heal or resolve the stress associated with your interactions with other people အဲ့တော့တခြားလူနဲ့ဆက်ဆံရေးမှာဒီဆက်ဆံရေးတင်းမာမှုရှိနေတယ်ဆိုလို့ရှိရင်အဲ့ဒါကိုပြေလည်အောင်လုပ်ချင်တယ်ဆိုရင်အဲ့ဒီပြေလည်အောင်လုပ်ချင်တဲ့တခြားလူဆိုတာဘယ်သူဖြစ်ဖြစ် whoever they may be သူပဲဖြစ်ဖြစ် whether they are your children ကိုသားသမီးဖြစ်ဖြစ်နော်အဲ့တော့ကိုသားသမီးနဲ့ကိုယ်နဲ့အဆင်မပြေဘူးအဆင်ပြေခြင်းတယ်ဆိုရင်နော် or your parents ကိုမိဘနဲ့ကိုယ်အဆင်မပြေဘူးအဲ့ဒီအဆင်မပြေတာကိုပြေလည်သွားခြင်းတယ်ဆိုရင် your spouse ဆိုတာကအင်းတော်ထဲမှာတစ်ဖက်ကလူပြောတာနော်ခင်ပွန်းဖြစ်ဖြစ်ဇနီးဖြစ်ဖြစ် your ex spouse တချို့အင်းတော်ကွဲသွားတယ်ဒါပေမဲ့အဲ့ဒီအင်းတော်ကွဲသွားပြီမယ်ပြန်ပြီးတော့အဆင်ပြေပြေပြောခြင်းဆိုခြင်းတယ်နော် your boss အလုပ်ဌာနမှာကိုယ့်ထက်ကရရှိ your colleagues လုပ်ပေါ်ကံပဲ your friends ကိုယ့်ရဲ့ငွေချင်းတွေ or your neighbors အင်းနာချင်းတွေဖြစ်ရင်ဖြစ်နော်အဲ့ဒါလို့ဘယ်သူနဲ့ပဲဖြစ်ဖြစ်ဆက်ဆံရေးအစဉ်မပြေဖြစ်နေတဲ့တင်းမာမှုကိုပြည်လည်သွားစေခြင်းနဲ့ဆိုရင်နော် mindfulness of communication becomes of paramount importance အဲ့ဒီချက်ကအရေးကြီးတယ်အဲ့ဒီ communication မှာ mindfulness ရှိဖို့ဟာအင်မတန်အရေးကြီးပါတယ် paramount important အလုံးစုံအရေးကြီးပါတယ်နော်ဒါကြောင့်စကားပြောတဲ့အခါမှာဘယ်လိုစကားလုံးမျိုးရွေးမလဲဘယ်လိုအတန်နဲ့ပြောမယ်ဘယ်လိုအငွေရနဲ့ပြောမယ်ဘယ်လိုသဘောထားနဲ့ပြောမယ်အဲ့ဒါအသိအရေးကြီးကိုယ့်ဘက်ကမှန်ဖို့အရေးကြီးတယ်တစ်ဖက်ကမှားနေလို့ကိုကမှားတာအမှားတစ်ခုကအမှန်တစ်ခုဖြစ်မှာနော်သူမှားလို့ကိုမှမှားပန်ခွင့်ရှိတယ်လို့ဒီလိုသဘောထားလို့မရဘူးဘယ်သူမှမှာကိုကတော့သဘောထားမှန်ကြိုးစားမှာနော်အဲ့တော့အဲ့ဒီလို relationship အဆင်ပြေဖြစ်နေရတာကနေကောင်းလာခြင်းလို့ရှိတယ်ဒါမှမဟုတ်ကောင်းနေတဲ့ relationship ကဆက်ပြီးတော့ပဲကောင်းနေခြင်းလို့ဆိုရင်အဲ့ဒီ communication မှာ mindfulness ရှိဖို့လိုပြောတာဆိုတာမှာတတိရှိဖို့လိုအင်မတန်ရေးကြည့်တယ်နော်ဒီဟာတစ်ခုကိုတကယ်ထိတိကျလုပ်နေလို့ရှိရင်လူဘဝမှာတွားလေရမှာအဆင်ပြေဖို့ပဲများတယ်ဘယ်နေရာရောက်နေဘယ်သူနဲ့ပဲတွေ့အဆင်ပြေဖို့များလူတွေမှာကြီးပွားရေးလမ်းပိတ်တာတော်တော်များသက်ဆိုင်ရေးပြောရည်ဆိုရင်အဆင်မပြေလို့နော်သိစင်းရမှုအများဆုံးတွေ့ရတာဟာသူပြောရည်ဆိုရင်သက်ဆိုင်ရေးအဆင်မပြေလို့စကားပြောတကယ်တက်လို့ရှိရင်လောကမှာထိဆုံးကိုရောက်သွားနေစကားမဆဆိုတဲ့ပုံမျိုးနဲ့တတိယတွေတခုပြောရမယ်ဆိုမြတ်စွာဘုရားလောကမှာစကားပြောအတတ်ဆုံးပုဂ္ဂိုလ်တော့ဘုရားရဲ့ဂုဏ်တော်တွေမှာသူကတော်ဆိုတဲ့ဂုဏ်ဘုတ်တစ်ခုပါတယ်ကြားဘူးနော်သူကတော်ဆိုတာမှာအတိတ်ပဲနှမျိုးရှိတယ်တစ်မျိုးကကောင်းသောစကားကိုဆိုတော်မူတတ်တယ်အဲ့ဒီစကားအတိတ်ပဲတော်တော်ကျယ်တယ်ကောင်းသောစကားကိုဆိုတော်မူတတ်တော်ဆိုတာဘာတိတော်တော်ဝတိတယ်နော်တော့နည်းနည်းစဉ်းစားစီအရင်တော့ဘုရားရဲ့ဂုဏ်တော်တွေကိုစားရဲပြီးတဲ့ဖတ်တော့ပေါ့ကလည်းစဉ်းစားကြည့်သဘောပေါက်စဉ်းစားကြည့်တဲ့အခါမှာတခြားဂုဏ်ဘုတ်တွေကိုပိုအထင်ကြီးခဲ့တယ်ဥပမာအရဟံဆိုတဲ့ဂုဏ်ဘုတ်ကိုသိအထင်ကြီးဂုဏ်တော်နော်လောဘဒေါသမောဟကင်းစင်တယ်
အမှန်ကြီးကျယ်တာကိုနော်ဗုဒ္ဓတို့ဘဂဝါတို့ဆိုတဲ့ဂုဏ်ပုဒ်တွေဗုဒ္ဓဆိုရင်လည်းပဲသိစရာမှန်မရဘူးသိတာအဲ့ဒီသူ့ဘတော်ဆိုတာကိုကြတော့တိတ်လေးလေးနဲ့မစဉ်းစားလိမ့်ဘူးအမှတ်တမဲ့ပဲကြော်သွားလိုက်ဖတ်တော့ဖတ်လိုက်တယ်ဖတ်ပြီးတော့သူ့တိတ်အချိန်ပေးပြီးတော့မစဉ်းစားလိုက်ကောင်းသောစကားကိုဆိုတော့မူတတ်တော့ဟုတ်တာလေပြီးသွားပြီဒါပေမဲ့ဘဝမှာအတွေ့အကြုံများလာတဲ့ခါမှာဒါကိုတစ်ဖြည်းဖြည်းပြန်တတိယစကားကိုကောင်းကောင်းပြောတတ်ပြီတော်တော်အရေးကြီးပါလားအမှန်တော့အခက်ခဲဆုံးလုပ်ပဲစကားပြောတတ်လာလို့မေးလို့ရှိရင်နှစ်လောက်ကြီးကလေးတက်လာတာမဟုတ်သေးဘူးလားနော်စကားပြောတကယ်မတတ်ကြတချို့လူတွေကသူတို့ယူဆထားတာတခုရှိတယ်ဗမာပြည်မှာစကားပုံရှိတယ်နိုင်လို့သူကိုအရှုံးပေးနှလုံးအေးတဲ့စီးပြောတယ်ဒီစကားပုံတော်တော်ကြိုက်ချင်စရာကောင်းတယ်နားထောင်လို့တိတ်ကောင်းတယ်နော်ဒါပေမဲ့လက်တွေ့လုပ်ကြည့်ဘူးလားလို့မေးကြည့်လုပ်ဖူးတဲ့လူဘယ်သူရှိတယ်လဲတစ်သက်လုံးကိုယ်ကနိုင်ကျင်သမျှလူတွေအားလုံးကိုအရှုံးပေးပြီးနေခဲ့တဲ့လူတွေ့ချင်အဲ့လိုနေရခြင်းအပြင်တကယ်ပဲစိတ်ကျဉ်းနှံ့မှုရတာတကယ်ပဲစိတ်ချမ်းသာတယ်နော်ဘာဖြစ်လို့လဲဆိုတော့လူတွေရဲ့ဒီကိုယ့်ဘုံမှာနိုင်တာကိုအမြဲတမ်းအရှုံးပေးရတယ်လူကြင်ကိုယ့်ကိုယ်လည်းစိတ်ပြက်လာတယ်လူတွေလည်းစိတ်ပြက်လာသူစိတ်ထဲမှာတော့မျက်စိတ်ချမ်းသာရင်ပြီးရောပေါ့နောက်တော့ကတော့အရေးမကြီးဘူးလို့သဘောထားလို့နော်တဖြည်းဖြည်းကြာလို့ရှိရင်အားငယ်လာတယ် depress ဖြစ်လာတယ်တခါလေကိုကသူတစ်ပါးကိုဒီလောက်သဘောထားကောင်းကောင်းနဲ့အမြဲတမ်းလက်လျောပါလေးနဲ့ကိုယ့်ဘုံမှာသူတို့မကောင်းကြပါလားဆိုတော့တစ်ဖက်ကမကောင်းမြင်တဲ့စိတ်ကဖြစ်လာတခါလေတိတ်ဆိတ်ညစ်တဲ့စိတ်ပင်ပန်းလာတယ်ထွက်ပြေးသွားလိုက်ချင်တခါလေကိုကအရှုံးပေးနေရလူကိုတအားမုန်းလာဘယ်သူဖြစ်ဖြစ်တော့ရေရှိကြရင်မခံနိုင်ဘူးသူထုစဉ်ကသားယဟန္တာမှာတယ်နော်အမြဲတမ်းသူများအတွက်ကိုပဲအရှုံးပေးနေရတဲ့လူဟာကြာလို့ရှိရင်အဲ့လိုပဲစိတ်ဓာတ်အင်အားတွေကုန်ခန်းပြီးတော့တွားတတ်တယ်တဲ့ You can exhaust yourself running around doing good and helping others and in the end be so depleted that you are incapable of doing any good at all and unable to help even yourself နော်အမြဲတမ်းသူများအတွက်ပဲလုပ်ပေးနေရတဲ့လူဟာကြာလို့ရှိရင် depleted ဆိုတာအားအင်ကုန်ခန်းတယ်လို့ဖြစ်သွားတယ်နော် incapable of doing any good at all နောက်ဆုံးကြရင်ဘာမှမလုပ်ချင်တော့ကောင်းတာကိုလုပ်ချင်စိတ်မရှိတော့မလုပ်နိုင်တော့တဲ့အချိန်ရောက်သွားတယ်ဒီထက်ပိုဆိုတာက and unable to help even yourself ကိုယ့်ကိုယ်တော်မှပြန်ပြီးတော့ကိုယ့်အတွက်ကောင်းအောင်မလုပ်နိုင်ဘူးစိတ်ပြည့်ပြီးစိတ်ဓာတ်အင်အားကိုခန်းသွားနိုင်တယ် It is not the doing things for others that is the source of the stress here သူတစ်ပါးအတွက်ကိုသူတစ်ပါးကိစ္စကိုလုပ်ပေးရလို့ပင်ပန်းသွားတာမဟုတ်ဘူးတဲ့နော်အဲ့တော့ပင်ပန်းရခြင်းရဲ့ source ကလုပ်ရတာလုပ်လို့ပင်ပန်းသွားတာမဟုတ်ဘူး။ဘာလို့ပင်ပန်းလဲဆိုတော့ it is the lack of peace and harmony in your own mind as you engage in all the doing ဒါကတော့သူတစ်ပါးတွေ့လို့ရတဲ့ကိစ္စပဲဖြစ်ဖြစ်ဘုသူတွေ့လို့ရတဲ့ကိစ္စပဲဖြစ်ဖြစ်အလုပ်တစ်ခုလုပ်ရတဲ့နေရာမှာစိတ်ချမ်းချမ်းသာသာနဲ့အစဉ်ပြေပြေလုပ်ရလို့ရှိရင်ပင်ပန်းမိမယ်အဲ့ဒီပင်ပန်းတာခဏလေးနဲ့ဖြစ်တယ်နော်အဲ့တော့ peace နဲ့ harmony ကိုယ့်ရဲ့စိတ်ထဲမှာမရှိလို့ရှိရင်ပိုပင်ပန်းတယ်နော်လုပ်ရတာကိုစိတ်ချမ်းချမ်းသာသာကြည်ကြည်နက်နက်လုပ်လိုက်ရတယ်ဆိုရင်တော့ကောင်းပါလေစိတ်ချင်းချင်းတတ်တာမဟုတ်ဘဲနဲ့ကြည်ကျင်တတ်မဟုတ်ဘဲနဲ့အောက်အေးပြီးတော့ရတယ်ဆိုရင်ကြာရင်မတတ်နိုင်ဘူးအားတွေကုန်သွားတယ်ပြန်မှန်းသွားတယ်နော် burn out ဖြစ်တယ်နော် burn out ဆိုတဲ့အင်္ဂလိပ်စကားလုံးကမမလိုပြန်လောင်ကျွမ်းသွားတယ်နော် so the first step အဲ့တော့ဥဒဘာကကိုယ့်ကိုဒီမှာလောက်တာတွေအများကြီးရှိတယ်နော်တချို့ကိစ္စတွေမှာကိုယ်ကလည်းရောနိုင်တယ်လည်းရှိတယ်တချို့ကိစ္စတွေမှာမလိုက်ရောနိုင်တယ်လည်းရှိတယ်နော်လိုက်ရောနိုင်တဲ့ limit ဆိုတာရှိတာဟောတခါတည်းမှာသူတစ်ပါးကတောင်းဆိုလာတာကိုငါတော့အဲ့ဒီကိစ္စမတတ်နိုင်ဘူးလို့ပြောရမှာပဲနော်အမြဲတမ်းခိုင်းသမျှလုပ်ရမယ်ဆိုရင်မဖြစ်ဘူးအဲ့တော့တခါတည်းမှာမတတ်နိုင်လို့ရှိရင်မတတ်နိုင်ကြောင်းကိုပြောတဲ့ခါမှာစိတ်ဆူဆူနဲ့ဒေါနမှနဲ့ပြောတာမဟုတ်ဘဲနဲ့အေးအေးဆေးပြန်ပြောနေတာအခြေအနေကဘယ်လိုရှိလို့ဒီကိစ္စမှာတော့မတတ်နိုင်ဘူးအခုမတတ်နိုင်နေလည်းပဲဒါအခုမတတ်နိုင်ဘူးနောက်မှလုပ်ပေးပါနော်ဒီလိုပြန်ပြောနေတာတချို့လူတွေကပတ်ဝန်းကျင်ကလူပြောကိုယ့်မှာဒီမှန်းတော့တိတ်များလုံးဝကြည့်တော့ချက်ချင်းအခုအဲ့လိုဖြစ်လာတာရှိတယ်နော်ဘုဒ္ဓလောကပဲတငယ်ချင်းတယောက်အိမ်ကိုသွားတာ
တော့သူမိမကပြောတယောက်ကြာသူ့သိနေကာမီတလုံးပြက်နေတော့သူ့ယောက်ျားသူ့ပြောကာမီပြက်နေမသိဘူးလားမသိဘူးလားဆိုပြောတော့သူ့မိမမနေ့တော့အကောင်းပါတဲ့နင်ကခံမပြောနဲ့ခံပြောတော့မဟုတ်ရှင်းပြပါဆိုတိတ်မလားမတိတ်ဘူးလားတဲ့နော်ရံပြန်တွေ့ချက်ချင်းပဲနော်ဒီတက်စကားရှိတယ်ငါ့ကိုပြန်ပြီးခံပြောတယ်အဲ့ဒါတော့နည်းနည်းလေးမှပြန်ပြောခွင့်မရှိအောင်ဖြစ်နေရှိတယ်နော်သိတနာဖို့ကောင်းတာသမင်းစားမယ်ဆိုရင်ချက်ချင်းပြင်မှတယ်ခဏနေအောင်ဆိုမရတော့ရင်ဖြစ်ဘာဖြစ်လို့တော့ဒီလောက်ကြည့်ပါဖြစ်လို့တော့စိုးနေတာလေလူချင်းပဲသူ့ဘက်ကလည်းခက်ခဲရှိဦးမှာခဏလေးဆိုင်ပါဦးဟွာလေးတစ်ခုမပြီးသေးလို့ဒီတစ်ခုမပြီးသေးလို့မရဘူးသိစစ်စင်းရတယ်တဲ့အဲ့တော့ကိုယ့်ဘက်ကအခက်ခဲကိုလည်းတင်ပြခွင့်ရှိတယ်ကိစ္စတစ်ခုကကိုမတတ်နိုင်ဘူးလို့ပြောပိုင်ခွင့်ရှိတယ် So the first step in becoming more assertive is to practice knowing how you are actually feeling တော့တစ်ဖက်သားကတခုခုပြန်ပြောမယ်ဆိုရင်ပထမ step အရေးကြီးတာကကိုယ်ဘယ်လိုခံစားနေလဲအဲ့ကို feeling ကိုသိဖို့အရေးကြီးတယ် In other words practice mindfulness of your own feeling states မိမိရဲ့ feelings တွေကိုသိအောင်အလေးချိန်လုပ်ပါအဲ့ဒါအရေးကြီးတယ်နော်ကိုယ် feeling ကိုသိပြီးမှပြောစရာရှိတော့အေးဆေးပြောလို့ရတယ်ကိုယ် feeling ကိုမသိလို့ရှိရင်အဲ့ဒီမသိတဲ့အတွက်ကြောင့်ပဲ unconsciously မသိဘဲနဲ့ကိုပဲအဲ့ဒီ feeling ကကိုယ်လွှမ်းမိုးလိုက်တော့လွှမ်းမိုးလို့ရှိရင် feeling နဲ့ response လုပ်လို့ရှိရင်feeling နဲ့ react လုပ်လို့ရှိရင်မှားတတ်တယ်နော်ယတိလေးပါလာလို့ရှိရင်အသိဉာဏ်လေးပါလာပြီအသိဉာဏ်နဲ့တင့်တော်တော်ပြန်လို့ရှိရင်မှားတာမျိုးလို့ပြောချင်တာတွေကအများကြီးဖြစ်နေတာဘယ်လိုဖြတ်ရမလဲ Sure. The most important part of effective communication is to be mindful of your own thoughts, feelings and speech as well as of the situation. So communication ma အရေးကြီးဆုံးအချက်ကနော် effective ဖြစ်တဲ့ communication ထိရောက်တဲ့ communication မှာအရေးကြီးဆုံးအပိုင်းကကိုယ့်ရဲ့အတွေ့အကြုံတွေကိုယ့်ရဲ့ခံစားချက်တွေကိုယ့်ရဲ့ပြောပုံဆိုပုံတွေနဲ့အခြေအနေကိုသိနေဖို့လိုတယ် mindful ဖြစ်နေဖို့လိုပါတယ် Most of the time cultivating this approach which we might call the way of awareness နော်အချိန်တော်များများမှာဒီလို approach မျိုးနော် the way of awareness လို့ခေါ်တဲ့ approach နော်တတိနဲ့နေတယ်ဆိုတဲ့ approach မျိုးကိုလုပ်တဲ့အခါမှာတဲ့ Most of the time cultivating this approach will resolve potential conflicts အဲဒီဖြစ်နေတဲ့ conflicts တွေဖြစ်နေတဲ့အလားအလာရှိတဲ့ conflicts တွေကို resolve လုပ်နိုင်တယ်တဲ့and create great harmony and mutual respect တော့လူချင်းဆက်ဆံရေးမှာ harmony ရှိလာညီညွတ်မှုရှိလာမယ်ပြီးတော့အပြန်အလှန်လေးစားမှုလည်းရှိလာမယ် In the process you are much more likely to get what you want အဲ့ဒါလို့ပြည်ပြည်လေးအေးစစ်စစ်ပြန်ပြီးတော့ဆွေးနွေးနိုင်မယ်ပြောနိုင်မယ်ဆိုရင်ကိုလိုချင်တာကိုလည်းပဲပိုရလာလိမ့်မယ်နော် And what you want and what you need from your encounters with other people ကိုလိုအပ်တာကိုလိုချင်တာအများကြီးလည်းပိုရလာတယ်သူ့ကလည်းပဲကိုကပြန်ပေးရမှာပဲနော် So are they သူတို့လည်းပဲပိုရတယ်အဲ့တော့အပြန်အလှန်ကျင့်တတ်မှုပိုရတယ်အစဉ်ပြေပြေကိုယ်သဘောထားသူ့သဘောထားကိုယ်အခြေအနေသူ့အခြေအနေပြောဆိုညှိနှိုင်းပြီးလုပ်လို့ရှိရင်သူလည်းကျင့်တတ်မှုပိုရမယ်ကိုယ်လည်းကျင့်တတ်မှုပိုရအဲ့တော့ကိုယ်စိတ်ထဲမှာဘယ်လို feeling မျိုးပဲရှိရှိဘယ်လိုအတွေးမျိုးပဲရှိရှိအဲ့ဒီအတွေးတွေကိုကြည့်တဲ့အခါမှာပထမအဆင့်နဲ့ရေးကြည့်တာကကောင်းတယ်ဆိုတယ်မှားတယ်မှန်တယ်ဆိုတာမျိုးကိုမဝေဖန်ဖို့ပဲနော်အဲ့ဒါအရင်လည်းပြောဘူးလို့မှတ်မိလားနော်ဒီကောင်းတယ်ဆိုတယ်မှားတယ်မှန်တယ်ဆိုဒီစကားလေးလုံးအတိတ်ပဲတိကျကောက်လို့မရဘူးများသောအားဖြင့်ကိုကြိုက်တာကိုကောင်းတယ်လို့ယူဆတာကိုမကြိုက်တာဆိုမကောင်းဘူးလို့ယူဆတာများသောအားဖြင့်ငါမှန်တယ်သူများမှားတယ်လို့ယူဆတာနော်ဒါကြောင့် when you know what you are feeling and have practiced reminding yourself that your feelings are just feelings တော့ကိုယ်ဘယ်လိုခံစားနေရဆိုတာကိုသိတယ်ပြီးတော့ဒီ feeling က feeling ပဲလို့ဆိုတာမျိုးလည်းပဲသဘောထားမှန်မှန်နဲ့သိချင်းတဲ့ကြည့်တဲ့အလေးချင်းရှိတယ်ဆိုရင်
and that they are okay to have and to feel ဒီလို feeling မျိုးဖြစ်လာတာကိစ္စမရှိဘူးသူကသူဖြစ်เสียရှိလို့ဖြစ်လာတယ်ဆိုတာမျိုးသဘောထားနိုင်လို့ရှိရင် then you can begin to explore ways of being true to your feelings without letting them create more problems for you အဲ့လို feeling ကို feeling အနေနဲ့သိထားလို့ရှိရင်ပြဿနာကိုပို့ပြီးတော့တိုးတက်လာအောင်မလုပ်ဘဲနဲ့